လေရင်စီးမဲ့ဆိုရင်တတိထားတဲ့အချက်တွေဆိုဗာများဖြစ်မလဲခီးထွက်ရတာပျော်စရာကောင်းပြီမဲ့လေရင်နဲ့ခီးထွက်ရတဲ့အခါပြင်ဆင်ထားတဲ့နာတွေမပြင်ဆင်ထားမိပဲလွယ်လွယ်ချော်ချော်တွေဖြစ်သွားခဲ့ရင်ခီးထွက်ရတာပျော်စရာကနေစိတ်ရှုပ်စရာစိတ်ပင်ပန်းစရာတွေဖြစ်သွားနိုင်ပါတယ်ဒါကြောင့်ဒီချက်လေးတွေကိုတတိထားပြီးပြင်ဆင်ပါလောတဲ့စာရဲစာတမ်းတွေကိုတေချာစစ်ဆေးပါလေရင်ဝင်းကိုမသွားခင်ကတည်းကဗီဇာတွေ passport တွေနဲ့တခြားရေးကြီး etiquette နဲ့ hotel booking တွေကိုတေချာစစ်ဆေးပြီးယူဆောင်သွားပါ passport expire date ကိုတေချာစစ်ဆေးပါအနည်းဆုံး6လအထက်တော့ရှိသင့်ပါတယ်။ဟုတ်ရင်ဗီဇာ extension တိုးတာတွေဗီဇာပြောင်းတာတွေမှာအခက်အခဲတွေ့နေပါတယ်။လေဆိပ်ကိုစောစောသွားပါ။လေဆိပ်ကိုအနည်းဆုံး2နာရီ3နာရီလောက်စောစောရောက်အောင်သွားပါ။အဲ့လိုစောစောရောက်မှ check in လုပ်တာတွေခီးဆောင်အိတ်တွေကိုအနန္တာတွေနဲ့ security check တွေကိုစိတ်လောစရာမလိုပဲအေးဆေးလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ဒီမုံကိုနဲ့အတူဆောင်သွားရမယ့်ပစ္စည်းတွေကိုမမေ့ပါနဲ့။ကိုနဲ့အတူဆောင်သွားရမယ့်ပတ်စံအိတ် passport ဖုန်းနဲ့အာသွင်းကြိုးတောက်စိမ်းနဲ့လိုရမရအင်ဂျီတစ်ထည်အပိုးကိုလည်းယူဆောင်သွားပါဖြစ်နိုင်ရင်အင်္ဂလိပ်ကလေရင်ပေါ်ကိုကိုနဲ့အတူယူသွားမယ့်ပစ္စည်းတွေကိုအေးလေးတက်တက်နဲ့ထုတ်သွားတာအကောင်းဆုံးပါပဲ။ဒါရန်တင်းအောင်စားမသွားပါနဲ့။စားကြည့်မလွယ်တဲ့အစားအစာတွေကိုအများကြီးစားသွားရင်လေရင်ကြာကြီးစီးတဲ့အခါဗိုက်ထဲမှာနေထိုင်မကောင်းတာမျိုးတွေဖြစ်တတ်ပြီးစိတ်မသက်သာဖြစ်တတ်ပါတယ်။ဒါကြောင့်ပေါ့ပေါ့ပါပါအစားအစာလောက်ပဲစားသွားပြီးရေများများတောက်ပါ။နောက်ဆုံးအချက်အနေနဲ့လေရင်မောင်မယ်များရဲ့ညွှန်ကြားချက်များကိုတေချာနားထောင်ပြီးအတက်နိုင်ဆုံးလိုက်နာဖို့ကြိုးစားပါ။ဒီချက်တွေကိုတေချာလေးသတိထားသွားရင်တော့လန်ကီမှာချောချောမွေ့မွေ့နဲ့ဖြတ်တန်းသွားနိုင်မှာဖြစ်ပါတယ်။အားလုံးအဆင်ပြေကြပါစေ။ပိုကောင်းတဲ့နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။